ဘယ်လိုမှရမလဲဆိုရင်တက်တော့ဘိုင်အိုမှာချပေးထားတဲ့ဖုန်းနံပါတ်လေးကနေဖုန်းဆက်ပြီးတော့မှာယူနိုင်ပါတယ်ရှင်။စပင်ရမ်းဖြူနေတဲ့သူတွေတဘာဝအတိုင်းပြန်နေချင်နေဆိုရင်ခိုင်ကျိတ်မှန်မုတ်လေးနဲ့အုံးစီလေးနဲ့ကိုရောဖြော်ပြီးတော့တပတ်2ကြိမ်သာသုံးပေးပါ။မျိုးပေါင်း330ကျော်ထိအင်အားငွေချေပို့ပေးပါတယ်ရှင်။တစ်ထုပ်ကိုမှမြန်မာငွေကျပ်6500ပဲရှိရနော်။စပင်မဖြူခြင်းတော့မာလို့ရပါတယ်ငွေကြိုတော့လက်မခံပါဘူးเนาะသူကကျိမ့်မဲ့ရွက်စစ်စစ်နဲ့ထုတ်လုပ်ထားတာမို့လို့စံသားကိုငကိုတက်နှက်မောင်ခြင်းပါတယ်စပင်မဖြူခြင်းပါဘူးအရွယ်မတိုင်ခင်စပင်ဖြူတာကိုမကြိုက်ဘူးဆိုတဲ့သူတွေတလားစာနှစ်ထုပ်စမ်းသုံးကြည့်လို့ရပါတယ်ရှင်သူ့ကိုသုံးပြီးတာနဲ့လုံးဝမသိတာဘူးမထူးကြဘူးဆိုရင်ငွေပြန်ဒီအမကတော့လှောက်ချလိုက်ပြန်ပြီးသူ့ရဲ့ကောင်လေးကစပင်ရှည်လေးကိုမှပို့ချစ်တယ်ဆိုလို့စပင်ရှည်ရမ်းမြန်ခြင်းလို့ခိုင်ကျိတ်မှန်မုတ်ကိုတလားစာ3ထုပ်ဝယ်သုံးလိုက်တာအခုဆိုရင်တလားအတွင်းတိတာလို့သူရန်ကုန်မှာပြောနေပြီးတစ်ထုပ်ကိုမှမြန်မာငွေကျပ်6500ပဲရှိတယ်စပင်ဖြူသမားတွေအုံတူအရှိမြန်ပြီးအတစ်ပေါက်ချင်တဲ့သူတွေသုံးလို့ရတယ်မြို့ပေါင်း330ကျော်ထိအင်အားငွေချေပို့ပေးပါနဲ့ရှင်အိမ်အောင်ရှင်လည်းအစကတည်းကလာမမာနဲ့လေကိုဘာသာကိုစိတ်တိုက်လာမှသုံးပြီးတော့အခုမှလင်းဖြစ်သူကလာပြီးပြဿနာရှာနေတယ်ဒါမျိုးဆိုခေါင်းငုံခံမှာမဟုတ်ဘူးနော်ဒီဆေးကပြောပါတယ်ဆေးသက်ချရာစပိန်မွေးတစ်တီရှေ့ပေါက်ပြီးစပိန်အောင်နှစ်ဆထူရဲ့အရှိမြန်နေဆိုတော့တိတိရဲ့နဲ့ဝယ်သုံးပြီးတော့အခုမှစပိန်အောင်ထူလို့စပိန်ရှည်လေးနေမှုစိတ်မချတာတွေတဝင်တူတာတွေရံပစ်တာတွေကျမနဲ့မဆိုင်ဘူးကျမလူလွတ်တွေပဲရောင်းတော့မယ်ရဂရနောင်ပါတဲ့အမှုတ်ထုတ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့တစ်ခါသုံးလို့ရှိရင်နည်းနည်းလေးပဲထည့်သုံးပြီးဖြူရနေရတယ်မဲကျင်တဲ့နေရာတွေကိုကိုသုံးမဲ့ပမာဏလောက်ထည့်ပြီးတော့စီလေးနဲ့ဖြုတ်ပြီးစပင်ဖြူတွေမဟုတ်ပါဘူးမျက်ခုံးမွေးမရှိတဲ့သူတွေဆိုလို့ရှိရင်လည်းဆွဲပေးခြင်းဖြင့်မျက်ခုံးမွေးတွေကိုတန်းစီတယ်